တန်ရောစဉ်ဆိုတဲ့တရားလေးစကားလုံးလေးလူတိုင်းသုံးကြတန်ရောစဉ်ဆိုတာဘာတော့လို့မေးရင်အနှောင်အဖွဲ့ဒီနေရာဖြင့်ချီနှောင်တတ်တဲ့သဘောဒုက္ခနဲ့ကိုယ်နဲ့ပူးနေအောင်မလွတ်မလပ်ဖြစ်နေအောင်ချီထားတာတုတ်ထားတာနှောင်ဖွဲ့ထားတာအဲ့လိုချီနှောင်တတ်တဲ့တရားကိုတန်ရောစဉ်လို့ဒီလိုခေါ်တယ်အဲ့ဒီတန်ရောစဉ်ဟာအလွန်တရာမှခိုင်မြဲတဲ့အနှောင်ဖွဲ့ဖြစ်တယ်ဆိုတာလေးနဲ့ပတ်သက်ပြီးတော့မြတ်စွာဘုရားကတန်နဲ့လှုပ်ထားတဲ့ကျိုးနဲ့လှုပ်ထားတဲ့တစ်သားနဲ့လှုပ်ထားတဲ့အနှောင်ဖွဲ့တွေဆိုတာရှိတယ်တဲ့အဲ့ဒီအနှောင်ဖွဲ့တွေဟာတကယ်အနှောင်ဖွဲ့အစ်စ်လို့မဆိုရဘူးတဲ့ကိလေသာတရားတွေလို့ဆိုရတယ်နောက်ပြီးတော့ဦးဇင်းတို့ရှင်းပြမယ်တန်ရောစဉ်10ပါးပေါ့နော်အဲ့ဒီတန်ရောစဉ်ဆိုတဲ့အနှောင်ဖွဲ့ကတော့အလုံးခိုင်မြဲတဲ့အနှောင်ဖွဲ့ဖြစ်တယ်ဆိုပြီးတော့ဒီအနှောင်ဖွဲ့နဲ့ပတ်သက်ပြီးမြတ်စွာဘုရားဂါထာလေးနှစ်ပုဒ်ဟောတာရှိတယ်လူတိုင်းစဉ်းစားကြရလဲကောင်းတယ်ဒီဂါထာလေးနှစ်ပုဒ်ကိုမြတ်စွာဘုရားကယဟန်တော်တွေကိုအကြောင်းပြုပြီးတော့ဟောခဲ့တာခါတစ်ပါးမှာယဟန်တော်ရှင်မြတ်တွေမြို့ထဲကနေစွန့်ငံပြန်ပြီးတော့ကြွလာကြတော့မြို့ထဲမှာသူတို့နည်းနည်းထူးခြားတဲ့မြင်ကွင်းတစ်ခုမြင်ခဲ့ရတယ်အဲ့ဒါကဘာလဲဆိုတော့ရာဇဝသားတွေကိုကောသလမင်းကြီးကအနှောင်အဖွဲ့အမျိုးမျိုးပေးပြီးတော့နှိမ့်ဆက်ညှင်းဆဲတာကိုမြင်ခဲ့ရတယ်အလွန်ဆိုးသွမ်းတဲ့ရာဇဝသားတွေဆိုလို့ရှိရင်တန်ချီကြီးကြီးခတ်တာတချို့ရာဇဝသားတွေကြတော့လည်းပဲခြေတော်နှချောင်းကိုမလှုပ်နိုင်အောင်နော်တစ်သားအနှောင်အဖွဲ့လက်နှချောင်းရောခြေနှချောင်းရောလှုပ်လို့မရအောင်နှောင်ဖွဲ့ထားတယ်တချို့အပြစ်ပေါ်တဲ့ရာဇဝသားတွေဆိုရင်ကျိုးနဲ့ခြီထားတယ်ပေါ့အဲ့ဒါလိုတန်ချီခြင်းနော်တစ်သားအနှောင်ဖွဲ့ကျိုးအနှောင်ဖွဲ့အစရှိတဲ့အနှောင်ဖွဲ့တွေနဲ့နှောင်ဖွဲ့ခံနေရတဲ့ရာဇဝသားတွေကိုမြင်ရတော့ဒီလောက်ခိုင်ခိုင်မြဲမြဲချီနှောင်ထားတဲ့အနှောင်ဖွဲ့တွေနဲ့နှောင်ဖွဲ့ထားမှတော့ဒီလူတွေဟာဘလို့ထွက်ပြေးနိုင်မလို့ဘလို့နည်းနဲ့မှသူတို့ထွက်မပြေးနိုင်ကြဘူးဒီအနှောင်ဖွဲ့တွေကကြောက်စရာကောင်းလိုက်တာလို့ယဟန်နေရဲ့စိတ်ထဲမှာအဲ့ဒါလို့တွေးမိတာဒါညနေခင်းကာလရောက်တော့အဲ့ဒီအကြောင်းအရာကိုမြတ်စွာဘုရားကိုရှောက်ကြတာအဲ့ဒါလို့ရှောက်ထားတာကိုအကြောင်းပြုပြီးတော့မြတ်စွာဘုရားကယဟန်တို့တဲ့အဲ့ဒီတန်အစရှိတဲ့တင်သားအစရှိတဲ့အကျိုးအစရှိတဲ့အရာတို့ဖြင့်ပြုတ်ထားတဲ့အနှောင်ဖွဲ့တွေဟာတကယ်ခိုင်မြဲတဲ့အနှောင်ဖွဲ့တွေလို့မဆိုရဘူးတဲ့နော်အချင်းချင်းမိသားစုဝင်အချင်းချင်းရွှေမျိုးချင်းချင်းမိတ်ဆွေချင်းချင်းချစ်တဲ့ခင်တဲ့သူချင်းချင်းတန်ရောစဉ်အနှောင်ဖွဲ့တွေနဲ့နှောင်ဖွဲ့ထားတဲ့အဲ့ဒီအနှောင်ဖွဲ့ကသာလေတကယ်ခိုင်မြဲတဲ့အနှောင်ဖွဲ့ဖြစ်တယ်လို့အဲ့လိုမြတ်စွာဘုရားကစကားနေတန်းတန်းပြီးတော့ဂါထာနဲ့ပုတ်ဟောပြတယ်နာတန်တန်လံပန္ဒနာမဟုတိရာယထာယတန္တာရုဇပပ္ပဇင်္စတာရတရထမဏိကုံတလေသူပုဒ္ဒေသူဓာရေသူစယာအပိက္ခာဧတံတန်လံပန္ဒနာမဟုတိရာဩဟာရိနံတိဋ္ဌိလံဒုပ္ပမုံဇံဧတံပိစိတဝါနာပရိပဇံတိနပိက္ခိနောကာမတုခံပဟာယအဓိပ္ပာယ်ကဘာပြောလို့ဆိုတော့ယဟန်တို့တဲ့ယရာယတန္တာရုဇပပ္ပဇံတန်တို့တစ်သားတို့ကျိုးတို့နဲ့လှုပ်ထားတဲ့အနှောင်ဖွဲ့တွေဆိုတာရှိတယ်တဲ့အဲ့ဒီအနှောင်ဖွဲ့တွေကိုဒီရာဉာဏ်ပညာရှိကြတဲ့ပုဂ္ဂိုလ်တွေကဒလံမြဲမြံတဲ့အနှောင်ဖွဲ့လို့နအာဟုမဆိုကြဘူးတဲ့တန်တို့တစ်သားတို့ကျိုးတို့နဲ့လှုပ်ထားတဲ့အနှောင်ဖွဲ့ကိုမြဲတဲ့အနှောင်ဖွဲ့လို့မဆိုပါဘူးတဲ့ဉာဏ်ရှိတဲ့လူတွေကဘယ်လိုအနှောင်ဖွဲ့မျိုးကိုမြဲတဲ့အနှောင်ဖွဲ့လို့ဆိုလဲတာရတရထမဏိကုံတလေသူပုဒ္ဒေသူဓာရေသူစယာအပိက္ခာမဏိကုံတလေသူဗရမညာနဲ့တောင်အစားရှိတဲ့လက်ဝတ်လက်စားတွေရဲ့ပုံမှာဆွဲမဲ့တဲ့လောဘဒီနေရာမှာမဏိကုံတလေသူကိုအဓိပ္ပာယ်နှစ်မျိုးပြောတယ်လက်ဝတ်လက်စားတွေပုံမှာဆွဲမဲ့တဲ့လောဘလို့ဆိုလို့ရတယ်လို့လက်ဝတ်လက်စားတွေဝတ်ထားတဲ့သားတွေသမီးတွေဇနီးမယားတွေလင်းယောက်ျားတွေဒါတွေရဲ့ပုံမှာဆွဲမဲ့တဲ့တန်ရောစဉ်တရားကိလေသာတရားကိုလည်းပဲဆိုလိုတယ်ပေါ့
Mani Kondali to Bramiana was in Yeta, the Poti to Dari Tusa. Lamaya Boma, Ya Abeka, a Jimpientan and Nekwamusha, she. Eri Pientan and Nekwamua. Itan Dalam Banana Mahudida, Piena Shiri Dwada, Kaimire, Nampuelo, Suyari. Mamanganga Tija and Yanshija de Pogo de Kaimire and Nampuesora. Midazu went change, Nico Monama change, Shimio change, Meshui change, Chija Kenya de Pogo change. Nampuetare, Tiniapchen, Didi Naya Joy, Ja Apika, Nekwamu. Nekwamu or Tabiro Nale on Blumia Shemjava. No, Nekwate. I say to my Shini, Matage Nine, Mataji Fu, say to my. Kuna Bama Masai Mulo, Low Mataji, and I will Nekwate look so meso, so nine on him. I love the Garmo, you know, yes, see Tema. No, Dilu or the same, Pimbalo, Bama Masai Ludialo, Matage Nine. Diluara Malu, Goya a twin lu, Hola. Ella Valelo me, Nekwamu, no. Eddie Nekwamu Sura Shide, Ella Mugo Dali, Yanshi de Pogoriga, Itan Dalam Banana Mahutida. Kaimere and Nampuelo Sure. Eddie Kaimere and Nampuego, Yaswapiaga. Segalon Tolone, and a little bit of Bombo, Shimbia. Oh, Harina, Titilan, Doba Monsa. Tinga Kwamusure, Tayosi and Nampueha. Oh, Harina Titila, Doba Monsa. Doba Monsa, Babonsa, Pivo Cade Titila, Joyo Lilo Tiare. No Davi Melo, alone the Yama Pivo Cade. Oh, did I agree that Nini Lucy and Niakade? Di Nampoja, Jaja de Chinere Lule, Matia de Dweja. Lama Absence Lucy, no. Nampoe Kaya, Nampoe Kaya Manda, Matia Lao to a thing way. Gogo Jochi Kantaya de Lodon, Kanzalu Mea, Lula Nede Lu, Tia and Nitamuti Yang to a Jore or Dijoa. Daime. Beluni Tamuma, Dijoha, Kagai Mama Chitare Suda, Tin and Lesway. Yoji de Kamuma, Tinai. Lamango Maguni, there's a number of Laugia Lumtiao. Eane quality be Sudane, a number of Gida, Tinai. No. Other way, Lucini to do Nini Jaretima. A changing bomber. Chinantare, the Nampoa, they beat a Chimere Lumitia Bimelo. Now the other day out. A Jam Mumu, Tania, the young lady should have come Yuma, or the Nampoa, Kankai Shiniva La Sudahu, the Ariabo. Hola. Daja, Titila, Shoyere Lutiare. Toba Monza, Damelu Pivuaro, Longo, Cade, look at the mess of your horn. Damelu Pivu Cade, the Nampoego. It can be said the one at Bribazandi. Anapikino Gamatukan Bahaya. Yanshi de Bogoria. It can be Sitawana. Eddie and Nampuego, shut out Biro. Kamatukan, Kamatuka, Bahaya, Baby, Anapikino, Negochim Shivene, Bribazandi, Yaham Junayari. Niapchen Ludinem Ture, a doing Pian Shide. Yimia logo, Yimia a logo, Lopo, a coin, Miaji Tare. Jedi Haya Boa Chico, Kubian Nayari. Blue Lumuri Kubian Nino. Eddie and Nampuego, shut out Biro, shut out the Suraga. The most it up perhaps shut out the time you go. No Yanumi Piolo Miao, other D Wiggly with one and I was in the Kumjadore Suraro, Upshin Namo, no? But shut out the Suraga. Dara Blue Joamado. Oh. Mawin Nine near Tati Yao on Dandy Law on no Mashivu. You look the Bawaja, your name, Father. Any quanine is with Maquanine Law on Dandy Lalo, Mashivu. Time and Yeda, Janumji. The most it up perhaps a deed and jet out dollars or a little there, Mahopu. Hola. Other two shut down Nine and the Italiga.
ထွက်ခွာနိုင်လောက်တဲ့အနေအထားလေးထိရောက်အောင်တော့ဖြတ်တောက်နိုင်တယ်မထွက်ခွာနိုင်လောက်အောင်တားထားတဲ့အတားအဆီးတော့မဟုတ်အဆင့်ကတော့အမျိုးမျိုးရှိတယ်လို့ဆိုရမယ်နော်ကာမတုခကာမတုခကိုဘာဟာယပယ်ဆွံ့၍အနပခိနောငဲ့ကွက်ခြင်းမရှိဘဲနဲ့ဣတံပိစစ်တော်လာအဲ့ဒီအနှောင်ဖွဲ့တွေကိုဖြတ်တောက်ပြီးတော့ပရိပဇန်တိနော်ယတိယဟန်ပြုနိုင်ရတယ်တဲ့နော်ဒီဂါထာလေးနှစ်ပုဒ်ကိုမြတ်စွာဘုရားကဒီဘုရားဖြစ်မှဟောလိုက်တာကြီးတော့မဟုတ်ဘူးသူကဘုရားမဖြစ်ခင်ဘဝတစ်ခုလုံးကလည်းပဲယတိသူတော်စင်တစ်ပါးအနေနဲ့ဒီဂါထာနှစ်ပုဒ်ကိုဟောဖို့တယ်အဲ့ဒါမြတ်စွာဘုရားကဒီခုကောသလမင်းကြီးရဲ့နောက်ရာဇဝသားတွေကိုနှောင်ဖွဲ့ထားတာကိုမြင်ရလို့အဲ့ဒီအနှောင်ဖွဲ့လောက်မြင်တာတော့ရှိမယ်မထင်ပါဘူးလို့လာပြီးတော့ရှောက်ထားလာတဲ့ယဟန်တွေကိုပဲအကြောင်းပြုပြီးတော့မြတ်စွာဘုရားကဗန္ဒနာကာရဇတ်တော်တဲ့ပုဂ္ဂိုလ်မြတ်စွာဘုရားဟောပြတာလည်းရှိတယ်အဲ့ဒီဇတ်တော်ကိုဦးဇင်းတို့အချင်းချုပ်ပြီးတော့ပြောရရင်တခုသောဘဝတုန်းကဘုရားလောင်းကအမေအိုကိုပြုစုလုပ်ကြွေးပြီးတော့အမေတစ်ခုသားတစ်ခုနေကြရတဲ့အနေအထားမျိုးကြုံခဲ့ဘူးတယ်အဲ့လိုနေတော့မေကြီးကဒီသားကိုသူ့ကိုပြုစုရတာပင်မနေဆိုတော့အတင်းအိမ်အောင်ပြုခိုင်းတယ်အဲ့ဒါအလိုမရှိဘဲနဲ့မေချမ်းသာဖို့အတွက်သားဖြစ်တဲ့လူကအိမ်အောင်ပြုရတယ်နောက်တော့မေကြီးတည်သွားတဲ့အခါကျတော့ဒီဇနီးနဲ့တူတူနေကြရင်းနဲ့သူဟာစာတုံးကရည်ရွယ်ထားတာကမေတည်လို့ရှိရင်ရဟန်းပြုမယ်ယသိဝဲမယ်လို့သူကရည်ရွယ်ထားတာ哦အဲ့ဒါမေတည်သွားတဲ့အခါကျတော့သူ့ရဲ့ဇနီးကိုသူပြောတယ်ငါရဟန်းပြုတော့မယ်ယသိဝတ်တော့မယ်အဲ့တော့အဲ့ဒီအချိန်မှာပဲမိမကကိုဝင်ရှိအဲ့တော့ဒီကလေးလေးမွေးပြီးမှဝတ်ပါရဟန်းပြုပါအဲ့ဒါနဲ့ကလေးမွေးပြီးတည်တည်စောင့်ကလေးမွေးပြီးပြီဆိုတော့တခါမိမကိုခွင့်တောင်းပြန်တယ်အဲ့တော့မိမကလေးနှုတ်ပြက်တည်တည်စောင့်ပါဦးနောက်ကလေးမတ်တက်ပြေးတည်တည်စောင့်ပါဦးကလေးသူ့ဟာသူရက်တည်နိုင်တည်တည်စောင့်ပါဦးနဲ့တရပြီးတရတလားပြီးတလားဆွဲလာတဲ့ခါကျတော့နောက်ကြတော့ဒီတိုင်းသာကြာရှည်လုံနေလို့ရှိရင်ငါကြီးမှန်းကျအောင်မမဟုတ်ဘူးဆိုတော့အဲ့ဒီသားအမိနှစ်ယောက်မသိခင်ထွက်ပြေးတယ်တဲ့ဘုရားလောင်းနောက်ထွက်ပြေးပြီးတော့တော်ထဲမှာသူယသိဝေရင်နဲ့တူတူပြောရရင်အဲ့ဒီမှာသူဇန်နေပါလိရဇန်ရတဲ့အခါကျတော့လူလောကမှာတွေ့ကြုံခဲ့ရတဲ့အခြေအနေတွေနဲ့နှိုင်းဆိုင်ဘာမှပြောလို့နှိုင်းရှင်လို့မရတဲ့ချမ်းသာမျိုးကိုသူရတယ်ပေါ့တော့လွတ်လပ်တဲ့ပေါ်ပါတယ်ငြိမ်းအေးတယ်ဘာနှောင်ဖွဲမှမရှိဘူးဆိုတဲ့အနေအထားမျိုးနဲ့ချမ်းချမ်းသာသာကြီးသူနေရတယ်အဲ့ဒီမှာဇံကစားရင်းနဲ့ဇံချမ်းသာကိုခံစားရင်းနဲ့ဒီဂါထာနှစ်ပုဒ်ကိုသူမကြခဏရွတ်ဆိုလေကျူးရင်နေတဲ့နတ္တတလံဗန္ဒနာမဟုတ်တိတာယထာယတံဓာရုဇပပ္ပဇင်္စာတာရထရတမတိကုံတလေသူပုတ္တေတုဓာရီသူစာယာအပိခတန်နဲ့လှုပ်ထားတဲ့တေသားနဲ့လှုပ်ထားတဲ့ကျိုးနဲ့လှုပ်ထားတဲ့အနှောင်ဖွဲ့တွေကိုဉာဏ်ရှိတဲ့လူတွေကခိုင်မြဲတဲ့နှောင်ဖွဲ့လို့မဆိုကြဘူးတဲ့ဗရမညာနှောင်းတွေလက်ဝက်လက်စားတွေဝတ်ထားတဲ့နောက်သားမရရဲ့ပုံမှာငဲ့ကွက်မှုလို့ဆိုတဲ့အဲ့ဒီအနှောင်ဖွဲ့ကိုသာလေပညာရှိတဲ့ပုဂ္ဂိုလ်တွေကခိုင်မြဲတဲ့အနှောင်ဖွဲ့လို့ဆိုရတယ်အဲ့ဒီအနှောင်ဖွဲ့ကတော့ရော့နေတယ်လို့ထင်ရတယ်ဒါပေမဲ့လို့ဖြေဖို့တော့အလွန်ခက်တယ်ဒါကိုပဲဧတံပိစစ်တဝါနာပရိပဇန်တိအနာပခိနောကာမတုခံပဟာယနော်ကာမချမ်းသာကိုပယ်ပြီးတော့အဲ့ဒီအနှောင်ဖွဲ့ကိုဖြတ်တောက်ပြီးတော့နော်ကာမချမ်းသာရဲ့ပုံမှာငဲ့ကွက်မှုမရှိဘဲနဲ့ယဟန်ပြုနိုင်မယ်ဆိုလို့ရှိရင်အဲ့ဒီကာမချမ်းသာတဲ့လွန်ကဲတာလွန်နဲ့မြင့်မားတဲ့ချမ်းသာလို့ဆိုတဲ့ဇန်ချမ်းသာကိုရမယ်ပေါ့နော်အဲ့ဒီတုန်းကလည်းပဲသူဒီဂါထာနှစ်ပုဒ်ကိုရွတ်ဆိုခဲ့ဘူးတယ်ဆိုပြီးတော့မြတ်စွာဘုရားက